ချုပ်ခန်းထဲမှာကြပိုးတွေများလွန်တာကြောင့်အိမ်မရတော့လို့သူမကိုလွတ်ပေးဖို့အေတင်ကိုစာတစောင်းနဲ့တနာစပွဲတောင်းပန်လာတဲ့သမီးစုံပရိသတ်ကြီးမအားလုံးပဲမင်္ဂလာပါရှင်။တစ်ချိန်ကဆိုရှယ်မီဒီယာပေါ်မှာတမိုးအောင်တယောက်လိုမကြောက်မရွံ့ဝေဖန်မှုတွေကြောင့်နာမည်ကြီးခဲ့တဲ့သမီးစုရဲ့နောက်ဆုံးအခြေအနေကတော့တော်တော်လေးတနာစရာကောင်းနေပါပြီ။လေးစိမ်မှာရုပ်ရှင်ဆက်ဆံဖမ်းခံလိုက်ရပြီးတဲ့နောက်အချုပ်ခန်းထဲရောက်သွားတဲ့သူမကနေအခုနောက်ဆုံးမှာတော့လုံးဝမထင်မှတ်ထားတဲ့တုံ့ပြန်မှုတစ်ခုထွက်ပေါ်လာခဲ့တာပါ။အဲ့တော့ကတော့ရဲစခန်းချုပ်ခန်းထဲမှာကြပိုးတွေကင်လို့ညာရီမရတဲ့အတွက်သူကိုချုပ်ခန်းထဲကနေထုတ်ပေးဖို့နဲ့အပြင်ရောက်ရင်လူသိရှင်ကြားတောင်းပန်ပါမယ်ဆိုပြီးအမှုရဲ့တရားလိုဖြစ်တဲ့အေတင်ကိုစီကိုစာတစောင်းရေးပြီးတနာစပွဲတောင်းဆိုလိုက်တယ်လို့ဆိုပါတယ်ဒီသတင်းထွက်လာပြီးတဲ့နောက်မှာတော့လူတော်တော်များများကအံ့အားသင့်သွားခဲ့ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့အရှင်တုန်းကအမေရိကန်နိုင်ငံမှာနေပြီးမြန်မာနိုင်ငံကနာမည်ကြီးဆယ်လီတွေတတိတွေအနုပညာရှင်တွေကိုဘသူကမှဂိမ်းမဆိုင်ပဲဒဲဝန်းခဲ့တဲ့သမီးဆိုတယောက်အခုတော့မန်းဆွဲကြိုးပြီးဒီလိုအခြေအနေရောက်သွားတာမြင်တော့ပြည်သက်တချို့ကတနာကယူနာတန်နေကြတာပါ။သမီးဆုံးဟာအွန်လိုင်းပေါ်မှာလူပေါင်းများစွာကိုပုတ်ကိုရေးတိုက်ခိုက်ခဲ့တဲ့အထက်မှာတတိမကြီးအေတင်ကိုလည်းတယောက်ပါဝင်ဖြစ်ခဲ့ပါတယ်။သူတို့နှစ်ယောက်ကြားကရန်ညိုးဟာတော်တော်လေးကိုကြီးမားခဲ့ပြီးနောက်ဆုံးမှာတော့အေတင်ကိုဘက်ကနေအသေးပြတ်မှုနဲ့တရားစွဲဆိုခဲ့တာကြောင့်သမီးဆိုတယောက်အခုလိုအချုပ်ထဲရောက်သွားခဲ့ရတာဖြစ်ပါတယ်။အခုတော့အဲ့ဒီလိုတရားစွဲခဲ့တဲ့အေတင်ကိုစီကိုပဲလူသိရှင်ကြားတောင်းပန်ပါမယ်ဆိုပြီးအတနာခံလာခဲ့တာဖြစ်ပါတယ်။ဆိုရှယ်မီဒီယာပေါ်မှာပြန့်နှံ့နေတဲ့အဲ့ဒီစာတွေမှာရေးထားတာကတော့မအေတင်ကိုကျမသမီးဆိုထောင်ထဲကနေစာရေးလိုက်ပါတယ်။ပထမဆုံးပြောချင်တာကထောင်ထဲမှာကြပိုးအရန်ကြိုက်ပါတယ်။အဲ့လိုမရပါဘူးဆိုပြီးသူ့ရဲ့အခက်အခဲကိုရှင်းဖွင့်ထားပါတယ်။ဆက်လက်ပြီးသူမအရန်မှားသွားကြောင်းအဲ့ဒီအမှားတွေအတွက်ကိုယ်တိုင်လူသိရှင်ကြားတောင်းပန်ချက်လို့ထောင်ထဲကနေထုတ်ပေးပါဆိုပြီးတောင်းဆိုထားတာကိုတွေ့ရပါတယ်။ဒီစာကိုမြင်ပြီးတဲ့နောက်မှာတော့လူတွေကြားထဲမှာဝေဖန်မှုနှမျိုးကွဲသွားပါတယ်။တချို့ကတော့ကိုလုတ်တဲ့ကံကိုခံရတာဖြစ်ပြီးဒါဟာတရုပ်ဆောင်နေတာအပြင်ထွက်ချင်လို့ဟန်ဆောင်တာလို့ပြောဆိုနေကြသလိုတချို့ကတော့ဘလောက်ပဲဆိုဆိုမိမသားတယောက်အချုပ်ထဲမှာဒီလိုဒုက္ခခံနေရတာကိုတော့မကြည့်ရဘူးဆိုပြီးတနာနေကြတာပါ။ဒါပေမဲ့ဒီစာဟာတကယ်ပဲသမီးဆိုကိုယ်တိုင်ရေးခဲ့တာလားဒါမှမဟုတ်တစုံတစ်ယောက်ကတမင်ဖန်တီးလိုက်တဲ့အတူလားဆိုတာကိုတော့ဘယ်သူမှတိကျမသိကြသေးပါဘူး။နောက်ဆုံးရရှိထားတဲ့သတင်းတွေအရအချိန်ကြီးကဒီစာတစောင်းနဲ့ပြီးသွားမဲ့ပုံမရှိပါဘူး။အကယ်၍အေတင်ကိုကစိတ်တဘောထားကြီးစွာနဲ့ခွင့်လွှတ်ပြီးအာမခံနဲ့လွတ်ပေးခဲ့ရင်တော့သမီးဆိုတယောက်လွတ်မြောက်ဖို့လမ်းကမရှိသလောက်ပါပဲ။ဘာကြောင့်လဲဆိုတော့သူ့အပေါ်မှာအေတင်ကိုရဲ့အမှုပြင်အခြားတိုင်ကြားထားတဲ့ပုံကိုရဲ့အမှု20ကျော်ရှိနေသေးတာကြောင့်ပါ။ဒါဒီအားလုံးထပ်ပို့ပြီးဆုံးရတဲ့ကိစ္စကတော့သူ့အပေါ်မှာလူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့သက်ဆိုင်တဲ့ပြမှုတွေပြီးတော့နိုင်ငံတော်ကြီးညိုပြည့်စင်မှုလို့ပုံမှန်ကြီးဖြစ်တဲ့ပုံမှန်905ကကြီးတို့နဲ့ပါအမှုဖွင့်ခံထားရတယ်လို့သတင်းတွေထွက်ပေါ်နေတာပါဥပဒေပညာရှင်တွေရဲ့သုံးသပ်ချက်အရတော့ဒီပုံမှန်တွေသာအတိဖြစ်ခင်မဲ့ဆိုရင်သမီးဆုံးအနေနဲ့ထောင်ဒဏ်နှစ်ရှည်လာများကနေအမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့တသက်တကြွတင်ကြခံရနိုင်တယ်လို့သိရပါတယ်။ဒါကြောင့်အချုပ်ခန်းထဲကနေကြပိုးတံကလောလောဆယ်သူရင်ဆိုင်နေရတဲ့အခက်အခဲလေးတစ်ခုသာဖြစ်ပြီးရှေ့ဆက်ပြီးသူရင်ဆိုင်ရမယ့်ဥပဒေရေးရာပြဿနာတွေကတော့အများကြီးကြန့်ရှိနေသေးတယ်ဆိုတော့ကတော့သိကြနေပါတယ်ရှင်။ပြည်သက်တွေကရောသမီးစိုးကိုတနာမိသလားဆိုတော့ပြောသွားကြပါအောင်ရှင်။